ဒီနိုင်ငံမှာကစားပြီးလို့လွှင့်ပစ်လိုက်တဲ့ဖျက်သီးခွန်တွေကိုဈေးကြီးပေးဝယ်နေကြပါတယ်။ဖျက်သီးစားပြီးတိုင်းဖျက်သီးခွန်ကိုလွှင့်ပစ်လေးရှိပေမဲ့ဂျပန်ဈေးကွက်တွေမှာတော့အာဟာရကျွယ်ဝတဲ့အတွက်ဖျက်သီးခွန်ကအဖိုးတန်လာပါတယ်။ဖျက်သီးခွန်တွေကိုလှိဖြတ်ပြီးရေနဲ့ဆေးကြောကစားနဲ့ချက်လိုက်တဲ့အခါအရန်ကိုအရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်သွားပါတယ်။ဒီလိုချက်ပြီးစားရင်နှစ်တရာတိုင်းကျန်းမာရေးမထိခိုက်နိုင်ဘူးလို့တောင်တင်စားပြောဆိုကြပါတယ်။ဒီစားတောက်ဆိုင်ကတော့တကယ်ကိုထူးခြားပါတယ်တဆိုင်လုံးကိုကြည်လင်တဲ့ရေတွေနဲ့ဖြည့်ထားပြီးရောင်စုံကားလေးတွေကလည်းပက်ပက်လဲမှာကူးခတ်နေပါတယ်ဧည့်သည်တွေကပကံလုံးပုံစံဖန်တီးထားတဲ့နေရာမှာထိုင်ကစားတောက်ရပြီးအေးရမငါးကန်ကြီးထဲမှာစားတောက်နေရတယ်လို့ခံစားရပါတယ်နောက်တစ်နေရာကတော့လက်ဆက်တဲ့စတော်ဘယ်ရီသီးတွေစားခြင်းရင်ဒီဆိုင်ကိုလာခဲ့ပါစတော်ဘယ်ရီအပင်လိုက်ကိုအပေါ်ကနေတန်ညမ်းနဲ့ချပေးမှာဖြစ်ပြီးကိုဘာသာခူးစားလိုက်ရုံပါပဲတပါအတိုင်းအရသာစစ်စစ်ကိုပြည့်စုံတဲ့ပေါင်းစပ်မှုတစ်ခုနဲ့ရောပြီးမျက်စိနဲ့လည်းခံစားရရှာနဲ့လည်းအရသာတွေ့ရမယ့်စပွဲသူညအိုင်းတစ်ခုပါပဲဒီပြိုင်ပွဲကအာဖရိကရွာတွေမှာနှစ်စဉ်ကျင်းပလေးရှိတဲ့ထူးဆန်းတဲ့ပြိုင်ပွဲတစ်ခုပါရွာထဲကအတန်ဆွမ်းဆုံးမိန်းကလေးတစ်ယောက်ကရေအပြည့်ထည့်ထားတဲ့ရေပုံးတစ်လုံးကိုသူ့ရဲ့ခေါင်းပုံးမှာတင်နိုင်ုံနဲ့တင်ရွာထဲကကိုကြိုက်တဲ့ယောက်ျားနဲ့လက်ထပ်ခွင့်ရမှာပဲဖြစ်ပါတယ်တကယ်လို့သူမကမတော်တဆရေပုံးထဲကရေတွေကအများကြီးလျော့သွားပြီးခေါင်းပုံးမှာမထမ်းနိုင်ခဲ့ရင်တော့တင်မောတီးလီတဲ့အလုပ်ကိုပဲလုပ်ရပါလိမ့်မယ်ဒီအလုပ်အတွက်အာဖရိကမှာလူထောင်ပေါင်းများစွာစူးစမ်းအားထုတ်ကြရပါတယ်